Sông lão yan sao chè hỏi yu hao ne pepe đồ ha nàng công quan củaစစ်စီမေးမြန်းဖို့အခမ်းနဲ့ခေါ်လာကြပါတယ်။ရန်6ကျဲကnàng công quanရဲ့ဆိုခေါ်ကိုထိခိုက်အောင်လုပ်ပြီးဝိညာဉ်စွာတွေပြန်တွင်းကုံဆုံးလာအောင်လုပ်ဖို့ကြံပါတယ်။ဖုံဟောက်တော့လို့တယောက်ကိုဆိုခေါ်ထိခိုက်အောင်လုပ်တာကဒုက္ခိတဖြစ်အောင်လုပ်လိုက်တာနဲ့အတူတူပါပဲ။nàng công quanဟာကြောက်ရွံ့တုန်လှုပ်သွားပြီးမလုပ်ပါနဲ့ခမားတို့လှုပ်ချင်တာပါမဆိုလုပ်ပါမယ်လို့ပြောလာပါတယ်။ပါမဆိုလုံးမတေချာလားလို့ရန်6ကျဲကမေးလိုက်ပါတယ်။ဟုတ်တယ်ပါမဆိုလုံးမယ်လူအဲ့ရင်ရှက်လင်ကန်ရဲ့တရှို့လဲလုပ်ပေးနိုင်တယ်။မယုံလို့ရှိရင်ကျွန်တော်ကိုမှကန်တက်ချက်စွာအားတွေချနိုင်တယ်။ဝိညာဉ်စွာအားတွေမကုံဆုံးရင်ရပြီးဘာမဆိုလုပ်ပါမယ်လို့ပြောလိုက်ပါတယ်။ရန်6ကျဲကလည်းသဘောတူလိုက်ပြီးရှက်လင်ကန်ရဲ့ယုံချုပ်ကဘယ်မှာလဲလို့မေးလိုက်ပါတယ်။ဒီမေးခွန်းကိုကြတော့နန်ကုံဝမ်ကခါတက်တက်ရေးလိုက်ပြီးမပြောပြနိုင်အောင်ရှက်လင်ကန်ကိုဝင်ပြီးယုံချုပ်ကိုရောက်တဲ့လူတိုင်းသူတို့ကိုမှကန်တက်ချက်စွာအားချထားတယ်။ငါတို့ထုတ်ပြောလိုက်တာနဲ့ဒီကန်တက်ချက်ကိုလုံဆော်မိပြီးပောက်ကွဲရမှာလို့ပြောလိုက်ပါတယ်။ဒီကန်တက်ချက်ကထုတ်ပယ်လို့ရလားလို့ရန်6ကျဲကမေးလိုက်ပါတယ်။မဖြစ်နိုင်ဘူး။တယောက်ကကြီးမြတ်သောခေါင်းဆောင်ရဲ့စိတ်ဝိညာဉ်စွာထက်တာနေမှဒါရမှာဒါပေမဲ့သူမကအဆုံးစွန်တော့ဖုန်ဟောက်တော့လို့လေလို့နန်ကုံဝမ်ကပြောလိုက်ပါတယ်။ရန်6ကျဲကရှမ်းလင်တိုင်းမှာလူဘယ်နှယောက်ရှိလဲသူတို့ကိုဘလို့ခွဲထားလဲစသည်ဖြင့်မေးလိုက်ပါတယ်ဒီခါမှာတော့နန်ကုံဝမ်ကတုံ့ဆိုင်ခြင်းမရှိပဲရှမ်းလင်တိုင်းမှာစွာအကြီးဆုံးကတော့ငါတို့ရဲ့ကြီးမြတ်သောကောင်းဆောင်ပဲနေလာတိုင်းပြည်ရဲ့တိမ်မင်းနဲ့ဖျားတုံလို့သူမပြီးရင်တော့ဂိုင်းကောင်းဆောင်ကျုံလီဘူးနဲ့ဒုကောင်းဆောင်ဖုံးလင်ရှိတယ်သူတို့နှစ်ယောက်ကလက်ထပ်ထားတာသူတို့အောက်မှာတော့အကြီးကဲ၈ယောက်ရှိတယ်အကုန်လုံးကဖုံဟောက်တော့လို့ပဲအကြီးကဲ၈ယောက်အောက်မှာတော့အစ်စ်မတူတဲ့မိစ္ဆာတိုင်းဝင်းကြီးမှာစားရီအများကြီးပဲပြီးရင်ထူခြားတဲ့သူတွေလည်းရှိတယ်ဥပမာသူတော်စင်မိမပြိုတွေလိုမျိုးသူတို့ကပါရမီရှိတဲ့သူတွေမျိုးဂိုင်းကအရန်ရေးထားတယ်သူတို့ကအကြီးကဲ၈ယောက်ထက်ပိုအရေးကြီးတယ်ဒါပေမဲ့ရှက်လင်ကိုင်းဝပြုခံမဆောင်ကမိစ္ဆာဝင်းကြီးမာစတာတွေကစွာအကြီးဆုံးပဲခံမတခင်ကမြင့်မြတ်အမောင်တွေကဖြစ်တဲ့လုံဝမ်းတော်လုံရှောင်းရောင်ပဲသူ့အောက်မှာ၁၁ယောက်ရှိပြီးအကုန်လုံးကဖုန်ဟောက်တော်လို့9ယောက်ကဆိုတာလွန်တုတ်လို့ခံမတခင်ကိုပါထက်တွက်ရင်12ယောက်ပေါ့သူတို့ရဲ့နေရာကရှက်လင်ကိုင်းမှာတော်တော်မြင့်နေကြီးမြတ်တော်ကောင်းဆောင်တယောက်ပဲသူတို့ကိုအမိန်ပေးနိုင်တယ်ဂိုင်းကောင်းဆောင်တော့အမိန်ပေးလို့မရဘူးလို့ပြောလာပါတယ်ပြန်လျှောက်ကျန်တဲ့စုံလောင်ကတယောက်နဲ့တယောက်ကြည့်လိုက်ပါတယ်ဒီတဲ့တင်ကသူတို့အတွက်အရေးကြီးတယ်လေနန်ကုံဝမ်ပြောပုံအရာဆိုရှမ်းလင်ကိုင်းမှာဖုန်ဟောက်တော်လို့အယောက်20ကျော်ရှိပြီး2ယောက်ကအဆုံးစွန်တော့ဖုန်ဟောက်တော်လို့ဖြစ်ပါတယ်သူတို့ဖွဲ့ကတော်တော်တမ်းမာတာပဲဝေပြုခံမဆောင်ကမိစ္ဆာတိုင်းဝင်းကြီးမာစတာတွေကပါရမီကောင်းလာပြီးတိုင်းဝင်းကြီးတွေကလည်းစွမ်းအားကြီးကြပါတယ်ကီမီကောက်ကြားတုတ်လို့ကျန်ဖန်ကဒီဝေပြုခံမဆောင်ရဲ့အဖွဲ့ဝင်ဖြစ်ပါတယ်ပေပေကခမည်းနဲ့မျက်နှာဖုံတုတ်လို့ပြင်ရှမ်းလင်ကိုင်းကဘသူတွေပါတယ်လဲမျက်နှာဖုံတုတ်လို့ကတော့အကြီးကဲ၈ယောက်ထဲကလာလို့မေးလိုက်ပါတယ်နန်ကုံဝမ်ကမျက်နှာဖုံတုတ်လို့ကအကြီးကဲနံပါတ်ခွန်ငါတို့2ယောက်ပြင်ခိုင်းကောင်းဆောင်လည်းရှေ့တန်းမှာရှိတယ်ခိုင်းကောင်းဆောင်ရင်သူတော်စင်မိမဖြိုရဲ့ဝေပြုခံမဆောင်ဖွဲ့ဝင်6ယောက်ရဲ့ငါတို့2ယောက်ပြင်တခြားအကြီးကဲ2ယောက်လည်းရှိတယ်တယောက်ကတတိယအကြီးကဲအမောင်လျက်စီတုတ်လို့သူကအဆင့်90နှစ်ဖြစ်တယ်လို့အဆင့်9ဝင်းညင်ထိန်မာစတာနောက်တယောက်ကစတုတ်ထအကြီးကဲဖြစ်တဲ့အောက်ကပါတုတ်လို့သူကအဆင့်93လို့ပြောပါတယ်တတိယနဲ့စတုတ်ထအကြီးကဲလို့ကြတော့ဟောယူဟောက်ကထိုင်ကုန်ပေါ်ကနေထားလိုက်ပြီးမုံတီးနေတဲ့မျက်နှာထားဖြစ်သွားပါတယ်သူတို့ကြောင်းတာမဟုတ်ရင်ဝန်ချိုးကစတေးသွားစရာအကြောင်းမရှိပါဘူးရန်6ကျဲကမျက်လုံးမေးလိုက်ပြီးရှမ်းလင်ကိုင်းကတော်တော်ဟုတ်နေပါလားမိစ္ဆာတုံးလို့17ယောက်တောင်မှခုငါတို့ကြောင့်တယောက်တည်ပြီးတယောက်ကိုဖမ်းလာတော့9ယောက်ကျန်နေတယ်သူတို့ဒါတိုက်ပွဲတဲ့ဝင်ပိုင်းအဆင့်ကိုဝိညာဉ်ထိန်လက်နဲ့ထက်ဆိုးနိုင်တယ်သူတို့တွေပါလို့လဲထျန်းဝမ်ကဒီလောက်ဆုံရှုံရတာလို့ပြောလိုက်ပါတယ်ဟောက်ယူဟောက်ကသူတော်စင်မိမပြိုတွေကိုဘယ်လိုခေါ်လဲအခုသူတို့ဘယ်မှာလဲလို့မေးလိုက်ပါတယ်သူတို့မှနာမည်မရှိဘူးငါတို့ကသူတော်စင်မိမပြိုလို့ပဲခေါ်တယ်အခုရှေ့တန်းမှာရှိနေတာကငွေပြမြက်သူတော်စင်မိမပြိုနောက်ဖီနစ်သူတော်စင်မိမပြိုကတော့သူ့ကောင်ဆောင်နဲ့ကြံခဲ့တယ်ငွေပြမြက်သူတော်စင်မိမပြိုကဂိုင်းကောင်းဆောင်နဲ့ပါလာတာခိုင်ကောင်းဆောင်ကတော်ဝင်နဂါဝိညာဉ်ထိန်မာစတာတပ်ဖွဲ့ရဲ့ဗဟိုတဲစခန်းဘေးမှာနေတယ်။ကောင်းဆောင်ဘေးကတဲမှာတော့ငွေပြမြက်တူတော်စင်မင်းမပြုံနေတယ်လို့ဖြေပါတယ်။ထန်ရရဲ့တီနီယာတီတာနဲ့ဟောယူဟောင်းမျက်နှာကဝင်ပသွားပါတယ်။ပေပေကတော့လက်တီကိုဒါတင်းတင်းဆုပ်ထားလိုက်ပါတယ်။ရန်ချောင်းကျဲကတော့ခေါင်းငိမ့်လိုက်ပြီးလက်ဝါနဲ့နန်ကုံဝမ်နဖူးကိုရိုက်ချလိုက်တာကြောင့်နန်ကုံဝမ်ကမေ့လဲသွားပါတယ်။ခုတော့ထန်ရရဲ့တီနီယာကိုတီးပြီးမို့အစီအစဉ်ဆွဲဖို့တာကြံပါတော့တယ်။ရန်ချောင်းကျဲကဟောယူဟောင်းကိုမင်းမပါအစီအစဉ်ရှိလဲလို့မေးလိုက်ပါတယ်။ယူဟောင်းကရှောင်းရလောက်ရှိကိုကဲချင်းသူမကိုများခေါ်မှရမယ်။နေလာရဲ့စကန်ချတာပုံကအရန်စွာအားကြီးလို့နဲ့သူတို့ရဲ့အစီရင်၅ခုကတည်းစွာအားရှင်ကိုတေးစေနိုင်တယ်။သူမကိုမများနိုင်ရင်ကျွန်တော်တို့မှနီလန်ရှိမှာမဟုတ်ဘူးလို့ပြောပါတယ်။အဲ့ဆိုဘလို့လုံးမှလဲပြင်းထန်တဲ့တိုက်ပွဲမှမဟုတ်ရင်ဂိုင်းကောင်းဆောင်ကထွက်လာမှာမဟုတ်ဘူး။သူမမထွက်လာရင်ထန်ရလဲထွက်လာမှာမဟုတ်ဘူးလို့ရန်လျှောက်ကျဲကပြောပါတယ်။ယူဟောက်ကမျက်မှောင်ကျုပ်လိုက်
လိုက်ပြီးအဲ့ဒါကြောင့်ခက်နေတာပဲကျွန်တော်တို့ဘက်ကမီးကုံရန်ကုန်တိုက်ရင်လည်းထျံခွက်မဲဆုံးရှုံးမှုများမှာနေလာဖက်မှာကမိတ်ဆာတုတ်တော်တွေရှိသေးတယ်ဒါကြောင့်ထျံခွက်ကကျွန်တော်တို့နဲ့ပူပေါင်းမှာမဟုတ်ဘူးဒီတိုင်းတော့ဆိုကျွန်တော်တို့မှတခြားနီလန်တစ်ခုပဲရှိတယ်လို့ပြောလိုက်ပါတယ်ဂျီဟောက်ကနန်ကုံဝမ်ကိုအေးဆက်စွာကြည့်လိုက်ပြီးဘာမှမရင်ရင်တော့ဘာမှရမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်မလုံနဲ့လို့ပေပေကတားလိုက်ပါတယ်ဂျီဟောက်ဘာမှမပြောသေးပေမဲ့ဒီကောင်လေးပါကြံနေလဲပြီးပါတယ်စုံလောင်ကလည်းမလုံနဲ့အန်ဒီရများလဲမင်းတို့ကိုအတုံးချပြီးတက်စခန်းနဲ့ဝင်ချင်နေတယ်ဟိုဘက်မှာကဆွားကြီးတဲ့သူတွေကြီးပဲမင်းကိုမမိတော့ရင်ဘယ်လိုလုပ်မလဲလွယ်နဲ့ခိုးဝင်လို့ရမှာမဟုတ်ဘူးလို့ပြောပါတယ်ဂျီဟောက်ကပြုံးလိုက်ပြီးကြီးလိုက်လို့ပြောပါတယ်မကြခင်မှာပဲဂျီဟောက်ကမျက်နှာဖုံးတုပ်လောပုံစံပြောင်းသွားပါတယ်အတွင်ပြင်သူယုံနေမကဘူးဖုံးလုံးနေတဲ့အငွေအတက်ကလည်းတပုံစံနေပါပဲဂျီဟောက်ကမျက်နှာဖုံးရဲ့တိုင်ဝင်းကြီးကိုတော့မှသူ့ပပြလိုက်ပါတယ်စုံလောင်ကသူမဆွာနဲ့စန်တက်ကြည့်လိုက်ပြီးဝင်းကြီးဆွမ်းရဲ့အနေငယ်ကွာပေမဲ့အပေါ်ရန်ကြည့်ရင်အကောင်တူပဲလို့ပြောပါတယ်အကောင်တော့တူမှာမဟုတ်ဘူးဒါပေမဲ့နန်ကုံဝဲအကူညီနေတာဆိုဘယ်သူမှတိတ်တီးကြမှာမဟုတ်ဘူးခိုင်ကောင်းဆောင်တော့ကျွန်တော်နဲ့မတိုက်တရွေ့တူတီးမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ပေပေကခေါင်းရမ်းလိုက်ပြီးအန်ဒီရဲ့များလွန်းတဲ့ယူဟောက်ထန်ရကိုကယ်နိုင်ဖို့မင်းကိုလည်းအဆုံးရှုံးမခံနိုင်ဘူးမင်းကကြောင်တော့ရဲ့အနာဂတ်လေးလို့ပြောပါတယ်ယူဟောက်ကတာရှိရှုံဒီနီလန်ကအချိန်တိုအတွင်းအထီးရောက်ဆုံးမယ်ပြီးတော့ကျွန်တော်တယောက်တည်းသွားမယ်လို့ဘယ်သူပြောလဲအကုန်လုံးလိုက်ခဲ့ရမှာကျွန်တော်တယောက်တည်းမတိုက်နိုင်ဘူးလို့ပြောလိုက်ပါတယ်အကုန်လုံးကလည်းကြောင်အားသွားပါတယ်သူတို့အကုန်လုံးဘယ်လိုခိုးဝင်ကြမှာလဲဟောက်ယူဟောက်ကလျှို့ဝဲစွာပြုံးလိုက်ပြီးအရင်ဆုံးအကြံဖြစ်စီစဉ်ပြီးနေလာတဲ့ခိုးဝင်ရအောင်ဒီမှအသေးစိတ်တိုင်ပင်မယ်လို့ပြောလိုက်ပါတယ်တနအီလောက်ကြာပြီးနောက်မှာတော့ညအမောင်ကတော့စိတ်ငြိမ်စွာလွမ်းချုံထားတော့ဆိုပေမဲ့နေလာစခန်းကတော့မတည်ငြိမ်နေပါဘူးရှန်လင်ကိုင်းကခိုင်ကောင်းဆောင်ကတော့နေလာတက်စခန်းရဲ့ဗိုလ်ချုပ်ရှိတဲ့တဲစခန်းထဲမှာရှိနေပါတယ်ဒီဗိုလ်ချုပ်ကအသက်80ကျော်နေပြီဆိုပေမဲ့ဝိညာဉ်တုံးလောအစင်ပဲရှိပါသေးတယ်နာမည်ကတော့လင်းဟိုင်ဖြစ်ပါတယ်သူရဲ့အဆင့်ကတိတ်မကောင်းပေမဲ့နေလာမှာသူရဲ့လွန်မိုးနိုင်မှုကရှော့တွက်လို့မရပါဘူးလင်းဟိုင်စိတ်အခြေအနေကကောင်းမနေပါဘူးမနေ့ကသူတို့ပြည်သူအခြေဆိုင်ဝိညာဉ်ထိန်ကရိယာတွေကရန်သူကိုထောက်လန့်ပြီးလို့ချိတ်ဆက်တိုက်ခိုက်ရင်လုပ်လိုက်ပေမဲ့အရန်ဝေးနေတာကြောင့်လွတ်သွားခဲ့ရပါတယ်ဒီနေ့လည်းသူကထပ်ရောက်လာပြန်ပြီသူတို့ဒီထက်ပြင်းထန်တဲ့တိုက်ခိုက်ချက်လုပ်တော့မဲ့အချိန်မှာပဲခိုင်ကောင်းဆောင်ကအရှင်ဖမ်းမဲ့ဆိုတာကြောင့်လက်ခံလိုက်တာဖြစ်ပါတယ်ဒါကြောင့်မျက်နှာဖုံးတုပ်လောနဲ့ကင်းရှိများတုပ်လောကိုလွှတ်လိုက်တာသူတို့ပါပျောက်သွားမယ်လို့ပဲထင်ထားပါမလဲခိုင်ကောင်းဆောင်ကျုံလေးဝူလည်းဒေါ်လာထွက်နေပြီဖြစ်ပါတယ်ခမားလူတွေကခူးထီရှာမတွေ့သေးဘူးလားလို့ကျုံလေးဝူကမေးလိုက်ပါတယ်ကျွန်တော်တို့ဝင်းရင်ထိန်မာစတာအဖွဲ့10အဖွဲ့လွတ်ပြီးကောင်းကင်းမှာစုံစမ်းခိုင်းထားပြီးဒါပေမဲ့မတွေ့သေးဘူးလို့ပြောပါတယ်အဲ့ဒီအချိန်မှာပဲမျက်နှာဖုံးတုပ်လောနဲ့ကင်းရှိများတုပ်လောပြန်ရောက်လာပါပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်မကြာခင်မှာပဲနန်ကုံဝမ်ကရောက်လာပြီးခိုင်ကောင်းဆောင်ကိုဦးညွှတ်လိုက်ပါတယ်နောက်ကမျက်နှာဖုံးတုပ်လောကလည်းတပုံစံနဲ့လိုက်လုပ်လိုက်ပါတယ်ကျုံလေးဝူကမင်းတို့ဘာကိစ္စအကြာကြီးပျောက်သွားတာလဲဘလို့ဖြစ်တာလဲလို့မေးပါတယ်နန်ကုံဝမ်ကဒီကောင်ကစိတ်ဝိညာဉ်မာစတာဖြစ်ပြီးတော်တော်ညံ့များတဲ့ဆွမ်းကတာမန်မဲဆိုပေမဲ့ပြေးတာကရမ်းမြန်လွန်းနေကျွန်တော်တို့လည်းလိုက်ခံရင်ထျံဝှက်တက်စခန်းနဲ့နီလာတာကြောင့်သူတို့ထောင်ချောင်းဖြစ်နေမဆိုလို့ပြန်လဲလာခဲ့တာလို့ပြောပါတယ်ကျုံလီဝူကတန်တရားမဝင်ပါဘူးတူလူတွေကဖုံဟောက်တော်တော်တွေလေပြီးတော့ဗာတွေ့တယ်လေလို့မေးလိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ရှလိုက်ခတ်ကြောင်တော့ကလူတချို့ကိုလည်းတွေ့လိုက်ပါတယ်သူတို့ကိုကူညီနေတာရှလိုက်ခတ်ဖြစ်ပုံရတယ်သူတို့ရဲ့အချက်ပြပုံရိပ်ကိုမြင်ခဲ့တယ်ဒါကြောင့်လည်းကျွန်တော်တို့ရှေ့ဆက်မတိုးတော့တာလို့ဖြေလိုက်ပါတယ်ရှလိုက်ခတ်ဆိုတဲ့အတန်ကြတော့ကျုံလီဝူကအနည်းငယ်လှုပ်ရှားသွားပါတယ်သူတို့ရဲ့ရန်သူတော်စစ်စစ်ဟာနှစ်ပေါင်းများစွာအရှိခိုင်းတည်ရှိလာခဲ့တဲ့ဒီရှလိုက်ခတ်ကြောင်တော့ပဲမဟုတ်ပါလားမင်းရှလိုက်ခတ်ကလူတွေဘာတိုင်းဝိညာဉ်ပိုင်ဆိုင်လဲမြင်ခဲ့သေးလားလို့မေးလိုက်ပါတယ်နန်ကုံဝမ်ကတယောက်ကိုတော့မြင်လိုက်တယ်တာလွန်တုံလောပဲသူ့တိုင်ဝိညာဉ်ကအလင်ဖီနစ်တိုင်ဝိညာဉ်ကျွန်တော်နဲ့ချရင်တော့သူ့ကိုနိုင်ဖို့ယုံကြည်ချက်မရှိဘူးလို့ပြောလိုက်ပါတယ်အလင်ဖီနစ်တုံလောတာလွန်တုံလောရန်လျှောက်ချက်ကြည့်ရတာရှလိုက်ခက်ကဝင်ပါတော့မဲ့ပုံမဲလို့ကျုံလီဝူကတွေးလိုက်ပါတယ်ရှလိုက်ခက်ကြောင်တော့မှအဆုံးစွန်တော့ဖုန်ဟောက်တော့မရှိတော့ဘူးဆိုတာသိပေမဲ့သူတို့ရင်ဆိုင်ဖို့မဝင်သေးပါဘူးဘာလို့လဲဆိုတော့ရှလိုက်ခက်နဲ့ကျေတာယာတစ်တော်ကတာရဲလိုင်းတိုက်ပွဲကြောင့်ဖြစ်ပါတယ်တိချန်လို့တာရဲပါနေတာတော့မှရှလိုက်ခက်ကိုမဖြုတ်ချနိုင်ခဲ့ဘူးလေနောက်တော့ကျုံလီဝူကလင်းဟိုင်စောင့်ကြည့်ကရိယာတွေတိုးမြင့်ပြီးတေချာစောင့်ကြည့်တာတခုခုတွေးတာနဲ့ငါ့ကိုအကြောင်းကြားရန်လျှောက်ချက်ပါချန်စီမီလဲငါတီးချင်တယ်လို့ပြောလိုက်ပါတယ်လင်းဟိုင်ကလည်းသဘောတူကြောင်းကောင်းငင်ပြလိုက်ပါတယ်ကျုံလီဝူကမင်းတို့တွန်းလာကြတော့ဒီလိုအရေးကြီးတဲ့တင်ကိုတဲဆောင်လာပေးတာတော်တယ်နောက်ဆိုမစင်မချင်းမလိုက်နဲ့ရန်သူထောင်ချောက်ထဲကြာတိုင်းဒုက္ခများမယ်မင်းတို့ကခိုင်းအတွက်အရေးကြီးတယ်လို့ပြောလိုက်ပါတယ်နန်ကုံဝက်နဲ့မျက်နှာဖုံးတုပ်တော့လဲနားလဲကြောင်ပြောပြီးပြန်လဲထွက်ခဲလိုက်ပါတယ်တဲစခန်းကနေပြန်ထွက်ဖို့လှုပ်လိုက်တဲ့အချိန်မှာပဲကျုံလီဝူကခဏနေအောင်လို့ပြောလိုက်ပါတယ်မျက်နှာဖုံးတုပ်တော့ကအနည်းငယ်တောင့်တင်းသွားပါတယ်ဒါပေမဲ့အဲ့ဒါကခဏလေးပါပဲကျုံလီဝူကမျက်နှာဖုံးမင်းအစင်မတက်တာဘလောက်ကြာပြီလဲမိမတွေနဲ့ကစားဖို့လောက်ပဲတွေးမနေနဲ့ပို့ပြီးစူးစမ်းကျင့်ကြံမင်းရဲ့တိုင်ဝိညာဉ်ကတိတ်ဆွမ်းအားမကြီးပေမဲ့ထူးခြားတယ်မင်း
နာတာလွန်တုံလောဖြစ်လိုက်တိုင်းအတွက်အထောက်အကူပို့ဖြစ်မှာလို့ပြောပါတယ်မျက်နှာဖုံးလည်းတူစူးစမ်းမဲ့အကြောင်းပြောလိုက်ပါတယ်နောက်တော့နန်ကုန်းဝမ်ကမျက်နှာဖုံးတုံလောကိုတူနေရစခန်းစီပြန်လိုက်ပို့ပေးပြီးဘယ်တော့မှငါကိုပေါ်ကကန်တက်ချက်ကိုဖြီးပေးမှလဲလို့မေးလိုက်ပါတယ်တကယ်မျက်နှာဖုံးမိတ်ဆာတုံလောကတေသွားပြီးမို့အခုမျက်နှာဖုံးကတေချာပေါင်းဟောက်ယူဟောက်ဖြစ်ပါတယ်ယူဟောက်ကမစ်ရှင်ပြီးတာနဲ့ဖြီးပေးမဲ့အကြောင်းပြောလိုက်ပါတယ်စခန်းထဲရောက်တော့အမျိုးသမီး2ယောက်အစင်တင်ရှိနေတာကိုတွေ့လိုက်တာမို့ယူဟောက်ကထွက်သွားကြဒီနေ့မင်းတို့ကိုမလိုဘူးလို့ပြောလိုက်ပါတယ်အမျိုးသမီးတွေလည်းကြောင်အားနဲ့ပဲထွက်သွားလိုက်ကြပါတယ်ပြီးတာနဲ့ယူဟောက်ကအခန်းထဲကပတင်ပေါက်တွေအကုန်လုံးကိုပိတ်လိုက်ပြီးစိတ်ဝိညာဉ်ထောက်လန့်ခြင်းနဲ့ဖြန့်ကျက်ကြည့်လိုက်ပါတယ်အကုန်အစင်ပြေတာတေချာမှာစိတ်ဝိညာဉ်အသားအစီတစ်ခုဖန်တီးပြီးသူ့တဲစခန်းကိုပြင်ပကနေကာကွယ်လိုက်ပါတယ်ပြီးတာနဲ့မန်တန်တချို့ရွတ်ဖက်လိုက်ပါတော့တယ်မကြခင်မှာပဲအမဲရောက်တကားတစ်ချမ်းပေါ်လာပြီးယူဟောက်ကသူ့စိတ်ဝိညာဉ်အသားအစီကိုဘယ်သူမှမထောက်လန့်မိတာတေချာမှတကားလေးဝင်သွားလိုက်ပါတယ်အထက်ကကုံမြင့်တစ်ခုပေါ်မှာတော့ရန်လျှောက်ကျန်တဲ့တကွထန်ကိုင်းဖွဲ့သားတွေကစောင့်နေကြပါတယ်အဲ့ဒါအပြင်ရေကဲဝုတ်ပုံပရင်ရှောက်ပိုင်းလည်းရှိနေပါတယ်ထန်ရာကိုကဲတင်ခြင်းရင်ဒီလျှို့ဝှက်ချက်ကိုဖော်ထုတ်မှဖြစ်တာကြောင့်ယူဟောက်ကဒီမရဏလွင်ပြင်းနဲ့ပတ်သက်ပြီးစောင့်လောင်တဲ့ရန်လျှောက်ကျဲကိုထုတ်ပြောခဲ့ပါတယ်အကုန်လုံးကလည်းနားလဲကြပါတယ်ယူဟောက်ကလက်ရှိအခြေအနေထိသူကြုံတွေ့ခဲ့တာတွေကိုပြောပြလိုက်ပါတယ်စောင့်လောင်ကကောင်းနေလိုက်ပြီးကောင်းမိဂယုဆိုင်မင်းတင်းတော်တယ်လို့ထင်တာနဲ့ငါတို့မစ်ရှင်စကြမယ်လို့ပြောပါတယ်ခုဆိုယူဟောက်တို့ပါကြောင့်တေချာပလန်ချပြီးဂယုဆိုင်ဖို့လို့လဲတဘောပေါင်းလာပြီလို့ထင်ပါတယ်မကြခင်မှာထန်ရာကိုတွေ့ရတော့မှဖြစ်ပါတယ်ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကတော့ဆက်လက်ဆောင်ကြည့်ပေးကြပါအောင်ဒါကစာစင်ရတာပြောပြခြင်းဖြစ်လို့တုံ့ဟွာနေတော့ကွယ်လွဲမှုရှိနိုင်ပါတယ်ကျေးဇူးပါရှင်